ဟုတ်ကဲ့အားလုံးမင်္ဂလာပါနော်ကျွန်တော်တငယ်ချင်းတို့ကိုထိုင်းမှာဖြစ်သွားတဲ့ဇက်လန်လေးတစ်ခုပြောပြမယ်နော်သူကအမှန်တကယ်ဖြစ်အမှန်ဇက်လန်လေးပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်သူ့နာမည်ကတော့ကျွန်တော်မြန်မာလူသူ့ကိုကျွန်တော်သူကထိုင်းလူမျိုးပေါ့နော်သူ့ကိုကျွန်တော်မြန်မာလူနဲ့ပဲမြန်မာနာမည်ပေးလိုက်မယ်နော်โอเคသူ့နာမည်ဘူဘူဆိုပြီးတော့ထားပါတော့အဲ့ဒီကောင်လေးနာမည်ဘူဘူပေါ့နော်သူကတော့သူလှုပ်တဲ့အလုပ်ကတော့ဟိုစပေါ့နော်ရုံးဝန်ထမ်း office မှာလှုပ်နေတာဖြစ်ပါရဲ့နော်သူကစရေးကင်ပေါ့နော်ပြောရမယ်ဆိုရင်အဲ့ဒီမှာသူလှုပ်နေတာပေါ့နော်လှုပ်နေရင်လည်းတနေ့မှာသူကဘယ်လိုဖြစ်လဲဆိုတော့bike out တယ်ဆိုပြီးတော့ပေါ့နော်အလုပ်ထက်မှာ bike out တယ်ဆိုပြီးတော့သူပြောပြီးတော့သူသွားနာရတယ်ပေါ့နော်မိနစ်30တနိုင်လောက်သူသွားနာသူ bike out တယ်ဆိုပြီးတော့သူကသွားနာလိုက်တာအဲ့ဒါပေါ့နော်အဲ့လိုနဲ့ပဲနားလိုက်တယ်နားလိုက်ပြီးတော့တက်တာလာမလားဆိုပြီးတော့နားနေတာပေါ့နော်သူနားရင်နဲ့အဲ့ဒီသူ bike out တာပူပြီးတော့ဆိုးလာတယ်ပေါ့နော်သူပူပြီးတော့ဆိုးလာတော့သူနဲ့အတူတူအလုပ်လုပ်နေတဲ့ဂျန်နဲ့ဟိုစားအလုပ်ပေါ်ကင်ဖက်တွေကဂျန်နဲ့အလုပ်ပေါ်ကင်ဖက်တွေကသူ့ကိုစေးရုံပို့လိုက်တာဇလန်အဲ့ဒီမှာစတာစေးရုံပို့လိုက်တာပေါ့နော်စေးရုံပို့လိုက်တာသူကစေးရုံရောက်သွားတယ်ကွာစေးရုံရောက်သွားတယ်ဆိုတော့စေးရုံမှာသူကတိတက်ခန်းမှာနေမှာပေါ့နော်အဲ့လိုပြောတယ်စေးရုံဒါပေမဲ့စေးရုံမှာကတိတက်ခန်းမရှိတော့ဘူးဆိုတော့ဘယ်လိုပြောရမလဲအများနဲ့နေတဲ့အခန်းမှာအဆောင်မှာသွားနေရမှာပေါ့နော်အဲ့ဒါနဲ့ဘယ်လိုပြောရမလဲအဲ့ဒီစေးရုံကလည်းဥစ္စာပေါ့နော်ပုဂ္ဂလိကမဟုတ်ဘူးကွာအစိုးရပိုင်စေးရုံဖြစ်တယ်ကွာဟုတ်တယ်မလားအစိုးရပိုင်စေးရုံဆိုတော့သူတို့တက်တာမယ်ပုဂ္ဂလိကဆိုလို့ရှိရင်ဈေးကြီးတယ်ကွာအဲ့ဒါသူတို့ရုံးဝင်ထမ်းဆိုတော့သူတို့ရိုးဥစားအစိုးရစေးရုံမှာပဲသူကသွားနေရပါတော့ဆိုတော့စေးရုံမှာဆိုတော့တည့်တဲ့အတိုင်းပဲခန်းတွေကပြည့်နေတာအဲ့ဒါနဲ့သူကအများနဲ့နေတဲ့အဆောင်မှာသွားနေရတယ်ကွာကန်ကောင်းချင်တော့ကွာအဲ့ဒီတိတက်ခန်းရဲ့ဘေးနားလေးမှာကတင်လေးလုံးနဲ့အခန်းတစ်ခန်းရှိတယ်ကွာအဲ့ဒီမှာကတင်သုံးလုံးမှာကြာတော့လူနာတွေပြည့်နေတယ်ကွာကတင်ကနံပါတ်1 2 3 4ရှိတယ်ကွာသူကအဝင်ပေါက်နာမှာပေါ့နော်အဝင်ပေါက်နာမှာရှိတဲ့ကတင်နံပါတ်1ကိုပေါ့နော်သူကရတယ်အဲ့ဒီမှာစတယ်ဇက်လန်အဲ့ဒီနံပါတ်1ခုံမှာသူကတင်မှာသူရောက်သွားတယ်ကွာအဲ့လိုနဲ့ပဲသူအဲ့မှာနေရကွာသူကဘာဖြစ်လဲဆိုတော့သူကဆရာဝန်တွေကသူ့ကိုစစ်လိုက်တဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သူဝိုးစာဖြစ်တော့ကွာဦးအသက်ပေါက်နေတယ်ဦးအသက်ပေါက်တာခွဲစိတ်မရမယ်ပေါ့နော်ဆရာဝန်ကပြောတယ်အဲ့ဒီချိန်မှာပဲသူကခွဲစိတ်ခံဝင်ပြီးတော့ခွဲစိတ်လိုက်တယ်ပြီးတော့သူချုပ်လိုက်တာပေါ့နော်ချုပ်ပြီးတော့သူ့ကိုအဲ့ဒီနေရာနံပါတ်1ကတင်မှာလာထားတယ်ကတင်က4လုံးရှိတယ်သူကနံပါတ်1အဝင်ပေါက်ပေါ့နော်အဝင်ပေါက်ရဲ့ဘေးနားမှာကတင်ကနံပါတ်1ပြီးတော့နောက်ထပ်အခုသူ့ဘက်မှာပဲနောက်ထပ်တစ်ခုကကြာတော့နောက်ထပ်ကတင်တစ်ခုကကြာတော့နံပါတ်2ပေါ့နော်ပြီးတော့ဟိုဘက်မှာနံပါတ်3ပြီးတော့သူ့ကတင်နဲ့မြစ်လက်တစ်ဖက်မှာသူ့ကတင်ရဲ့ဟိုဘက်မှာကြာတော့နံပါတ်4ပေါ့နော်ပေါက်ဝါနာမှာပဲနှစ်ခုရှိတယ်ကွာဘယ်ညာရပေါ့နော်1ရဲ့4ရဲ့ဆိုပြီးတော့အဲ့လိုရှိတယ်သူကနံပါတ်1မှာနေရအဲ့လိုနဲ့ကွာသူကတည2ညသူနေလိုက်တယ်အေးစေးပဲတန်တဲ့လူနဲ့ရှိတော့အေးစေးတတရာပေါ့နော်သူတို့စကားကြီးပါပြောကြတယ်ကွာအဲ့လိုနဲ့ပဲ1ရက်2ရက်ပြီးသွားတော့ကျန်တဲ့ကတင်2 3 4ကလူနာတွေကကွာဆရာဝန်ကပြောလို့အိမ်ကိုပြန်သွားကြတယ်နော်2ညအိပ်ပြီးသွားပြီနော်3ရက်နေ့ရောက်တော့သူကအဲ့ဒီကတင်နံပါတ်2 3 4ကလူနာတွေကဆရာဝန်ကဆင်းခိုင်းလိုက်တာအဲ့လိုနဲ့ပဲသူတို့ကဆင်းသွားတယ်ကွာအဲ့ဒီချိန်မှာအဲ့ဒီမောင်ဆိုတဲ့လူနာပေါ့နော်သူတယောက်တည်းကတင်နံပါတ်1မှာသူဟိုစားဖြစ်နေတာပေါ့နော်ကတင်နံပါတ်1မှာသူတယောက်တည်းကြံခဲ့တာပေါ့အဲ့လိုနဲ့ပဲသူကြံခဲ့သူညနေရောက်သွားတယ်ညနေရောက်တော့သူကတယောက်တည်းဆိုအေးစီပေါ့နော်သူ့ရဲ့အခန်းရှိမှာသူတို့အဆောင်၄ခန်းတွဲဆောင်၄ကတင်လေးလုံးရှိတဲ့အခန်းရဲ့အဆောင်ရှိမှာဟိုစားရှိတယ်အိမ်သာရှိတယ်အိမ်သာရှိတယ်အိမ်သာလေးပေါ့နော်သူတို့လူနာတွေတက်အိမ်သာရှိတယ်ကွာအဲ့ဒီမှာညဘက်ဆိုတော့လေအဲ့ဒီအိမ်သာအလင်းရောင်နဲ့သူ့ခန်းကို
ဘယ်လိုပြောရမလဲမြင်နေရတယ်ဆိုပါတော့အဲ့လိုနဲ့ပဲညာရောက်သွားတယ်ကွာညာရောက်သွားပြီဆိုတော့ဘယ်လိုပြောရမလဲညာရောက်သွားပြီဆိုတော့ तू လည်းဘာမှမတွေ့ဘူးလေခါတိုင်းတရေတွေပါလေ तू ဘာမှမတွေ့တာပေါ့အစतू 2 ရက်အိပ်ပြီးသွားပြီလေဘာမှမထူးချဘူးဆိုတော့အေးဆေးပေါ့နော်3 ရက်ပြီလို့အဲ့ဒီညမှာပဲ तू စပြီးတော့တွေ့တာ तू အိပ်နေတဲ့အချိန်မှာညဦးပိုင်းပေါ့နော် तू အိပ်နေတဲ့အချိန်မှာဘာတန်ကြီးကြားလဲဆိုတော့တက်ရှူတန်လို့ဘာလို့ तू ကြားလဲရတယ်နော် तू ပြောပြတယ်နော်တက်ရှူတန်လို့ तू ကြားလဲရတယ်တဲ့အဲ့လိုနဲ့ပဲ तू တော့ဘာမှမတွေ့ဘူးပေါ့နော်तू ကဘယ်လိုပြောရမလဲ तू ဝိုးတိုးဝါဖြစ်နေတာဟုတ်လားဘယ်လိုဖြစ်ရမလဲကြားတယ်လို့ဘာလို့ဝိုးတိုးဝါဖြစ်နေတာပေါ့နော်အဲ့လိုပဲ तू မထင်ထားဘူးနော်ဘာကြီးလဲဆိုတော့ तू လည်းတိတ်ပြီးတော့မတွေ့ဘူးအဲ့လိုနဲ့ပဲ तू အိတ်လိုက်တယ်ကွာ तू အိတ်လိုက်တယ်ည2 နာရီကိုလည်းရောက်ရောဇလန်အိမ်မှာစတာည2 နာရီကိုလည်းရောက်ရောဇလန်အိမ်မှာစတာဘယ်လိုစလဲဆိုတော့ခြေတော့နာနေတဲ့လူပေါ့နော်ခြေတော့နာနေတဲ့သူလမ်းလျှောက်လာတာပေါ့နော်အဲ့လိုမျိုးတန်ကြားတယ်တဲ့ तू ပြောတာခြေတော့ထောက်ပြီးတော့ပေါ့နော်တစ်ဖက်နာနေတော့ကွာလမ်းလျှောက်ရင်တစ်ဖက်ကိုအားပြုပြီးတော့လမ်းလျှောက်နေတာပေါ့နော်သူတို့ခန်းရှိမှလမ်းလျှောက်နေတာပြီးတော့သူ့ခန်းထဲကိုသွားလိုက်လာလိုက်ဆိုပြီး तू တန်ကြားတယ်တဲ့သူအဲ့ရပေါ့နော်ဘယ်လိုပြောမလဲခံစားနေရတယ်ပေါ့နော်အဲ့တန်ကြားပြီးတော့ သူအဲ့နဲ့ तू နိုးသွားတယ်ဆိုပါတော့ तू နိုးသွားတယ်ဝိုင်းမှာည तू အိမ်နေချင် तू နိုးသွားတယ်ဆိုတော့ तू မျက်လုံးကိုဖိပြီး तू ကြည့်လိုက်တယ်ပေါ့နော်तू ကြည့်လိုက်တဲ့ချိန်မှာသူ့နာမှာလူနာတယောက်ရှိနေတယ်အဲ့ဒီလူနာကရေနံပါတ်4ခုဘက်မှာရှိနေတယ် तू ကနံပါတ်1အဲ့ဒီကရေနံပါတ်4ကဟိုဘက်မှာနံပါတ်4ကဟိုဘက်မှာ तू ရဲ့တစ်ဖက်မှာပေါ့နော်ပြောရမစို့2 နဲ့ 3နဲ့ကအထဲမှာ1နဲ့ 4နဲ့ကအပြင်ဝင်ပေါက်နာမှာသူက1မှာဆိုတော့နံပါတ်4မှာဖြစ်နေတယ်ပေါ့နော်အဲ့လူတယောက် तू သူ့ကိုကြောခိုင်းပြီးတော့ သူ့ကိုကြောခိုင်းပြီးတော့ဟိုဘက်လက်ပြီးတော့နေနေတာပေါ့နော်ပြီးတော့အဲ့လူကသူ့ခေါင်းပေါ့နော်သူ့ခေါင်းရိုက်နေတာပြီးတော့ तू ဘယ်လိုပြောရမလဲ तू ရိုက်နေတယ်ပြီးတော့ तू ပြောတယ်တဲ့ခေါင်းကိုင်းလိုက်တာဆိုတော့အဲ့လိုမျိုးပြောနေတာတဲ့အဲ့ကုလူကလည်းသူကလည်းစဉ်းစားနေပေါ့နော်ဒီလူနာဘယ်လာလဲအဲ့လိုမျိုးစဉ်းစားနေအဲ့ဟိုဘက်မှာလူကြီးဆိုတာလေအဲ့လူကြီးက तू ခေါက်ကိုက်တယ်ဆိုတော့ပြောနေတာ तू ခေါင်းရိုက်နေတာရိုက်နေရင်လည်းကဘယ်လိုဆက်ဖြစ်လဲဆိုတော့အဲ့မှာကုလူကမောင်ဆွဲလူနာပေါ့နော် तू ကဒါမယူသားဘူးဆိုပြီးတော့ပေါ့နော် तू နတ်စမကိုခေါ်မယ်ဒီမှာကျတော့ဆေးရုံရဲ့ခေါင်းသားလေးမှာခလုတ်လေးရှိတယ်ခလုတ်လေးထိလိုက်လို့ရှိရင်နတ်စမတွေကိုခေါ်လိုက်တာပေါ့နော်အဲ့ဒီခလုတ်လေးနဲ့နတ်စမကိုခေါ်မယ်ဆိုပြီးတော့ခလုတ်လေးကိုလှမ်းပြီးတော့ तू ကင်လိုက်တယ်ကွာ तू ခေါင်းသားမှာရှိတယ်အဲ့ဒါ तू လှမ်းပြီးတော့ကင်လိုက်တဲ့အချိန်မှာကန်ဆိုးချင်တော့အဲ့ဒီခလုတ်လေးကအောက်တွဲကျသွားတယ်ကွာအဲ့ဒါကို तू ကဆိုတော့ပေါ့နော်ဘလို့မလုပ်လို့မရဘူးကွာ तू အသားလေးမလှုပ်ဘဲနဲ့ तू ကြည့်နေပေါ့နော်ဟိုလူကသူ့ကိုကြောက်ခိုင်းတာဟိုဘဲလူနာအဲ့နဲ့ तू ကအဲ့ဒီခလုတ်လေးကိုပေါ့နော်လှမ်းပြီးတော့ကောက်လိုက်တဲ့ချိန်မှာမှ तू ကကတင်းဆိုတော့သိတယ်မလားကတင်းအတန်လေးကမြည်သွားတာကြီးဆိုတော့တန်မြည်သွားတယ်ဆိုပါတော့ကွာကြီးမဟုတ်ပါဘူးတန်မြည်သွားကတင်းတန်မြည်သွားတယ်အဲ့ဒီချိန်မှာကတင်းတန်အတန်မြည်သွားတော့ခုနသူရှိမှနံပါတ်4ကတင်းမှာရှိရောက်နေတဲ့လူနာပေါ့နော်အဲ့လိုရက်လိုက်တာပေါ့နော်ရက်ပြီးတော့သူ့ဘက်ကိုလှည့်လာတယ်ဖြည်းဖြည်းချင်းလှည့်လာတာတယ်အဲ့လူကြီးကပိန်ရှိနဲ့ပေါ့နော်ဒါညူတဲ့ဒါညူပိန်ရှိနဲ့လူကြီးဖြစ်နေတယ်ကွာပြီးတော့သူမျက်တွင်းကြီးကလည်းပေါ့နော်မဲလို့တဲ့မဲပြီးတော့နေတာတဲ့သူ့ကြည့်ပြီးတော့သူ့စီကိုလှမ်းလာတာသူ့စီကိုလှမ်းလာပြီးတော့ဘာပြောလဲဆိုတော့မင်းငါ့ကိုဘာလို့ကြည့်နေတာလဲဆိုပြီးတော့ပြောလိုက်တာမင်းငါ့ကိုဘာဖြစ်လို့ကြည့်နေတာလဲဆိုပြီးတော့ပြောပြီးတော့သူ့စီကိုလှမ်းပြီးတော့လာတယ်ပေါ့နော်လှမ်းပြီးတော့လာတယ်အဲ့လိုနဲ့ပဲသူရောက်ခါနေတော့မှအဲ့လူနာနာအဲ့မောင်နာကိုရောက်တော့မယ်ဆိုတော့မှသူကရက်လိုက်တယ်ပြီးတော့မှဘယ်လိုဒီဆက်ဖြစ်လဲဆိုတော့ငါခေါင်းကိုက်လိုက်တာ
ငါခေါင်းကိုက်လိုက်တာဆိုပြီးတော့ပေါ့နော်သူအဝင်ပေါက်နေရန်နဲ့ပေါ့နော်အဲ့ဒီလူသူ့ခေါင်းထဲကိုသူစောင့်နေတာတဲ့အဲ့နဲ့ဟိုကောင်လက်ပြီးတော့ပေါ့နော်ဘယ်လိုပြောရမလဲကြောက်မှာပေါ့နော်သူအဲ့ဒါတွေ့ပြီးတော့ဘယ်လိုပြောကျွန်တော်တို့ဖြစ်လာတယ်စက်သိန်းထက်လာအဲ့လိုဖြစ်ပြီးတော့ပေါ့နော်သူစောက်တယ်တဲ့စောက်နေတာအမှမမောင်ဆိုတဲ့လူနာပေါ့နော်လူနာကကြည့်နေဘယ်လိုဖြစ်သွားလဲဆိုတော့မေ့သွားတာကြောက်ပြီးတော့မေ့သွားတာအဲ့ဒါနဲ့မနဲ့မူလင်းသွားတယ်ကွာမေ့သွားဆိုသူဘာမှမသိဘူးသူလွတ်သွားတယ်ပေါ့နော်မနဲ့မူလင်းသွားတော့ပေါ့နော်သူကမနဲ့မူလင်းသွားတယ်သူကမနိုးဘူးအဲ့ဒါသူဥစားဖြစ်တယ်ဘူးနော်နတ်စမဝင်လာတယ်ကွာအဲ့ချိန်မှာနတ်စမဝင်လာတဲ့ချိန်မှာပေါ့နော်သူကကြည့်လိုက်တယ်ပေါ့နော်မမောအိတ်လိုက်လာဆိုတော့နှိုးလိုက်တာပေါ့နော်နူးလို့လူနာမထသေးဘူးလားပေါ့ဘာညာပေါ့နော်အဲ့လိုလုပ်လိုက်ချိန်မှာသူကအဲ့ဒီမမညာမေ့သွားတယ်ဆိုတော့သူနိုးလာပြီးတော့ဘလို့ဖြစ်လဲဆိုတော့ပေါ့နော်တော်လေးသူကြောက်နေတဲ့မျက်နှာနဲ့သူကြည့်ရပြီးတော့သူပြောရတယ်ပေါ့နော်ညာဖြစ်ခဲ့တဲ့အရာတွေကိုသူကနတ်စမကိုပြောလိုက်တယ်အဲ့ဒီနတ်စမကိုပြောလိုက်တဲ့ချိန်မှာနတ်စမကကြတော့သူတို့တဲ့ဥစားဘယ်လိုပြောမလဲစီနီယာကြားတဲ့နတ်စမကိုပြောပြတဲ့ချိန်မှာပေါ့နော်အဲ့စီနီယာကြားတဲ့နတ်စမတိတာပေါ့နော်အဲ့ဒါဘာလဲဆိုတာတိတယ်အဲ့ဒါနဲ့စီနီယာကြားတဲ့နတ်စမလာပြောပြတာပေါ့နော်ဒီလိုရှိတယ်ပေါ့နော်အဲ့ဒီလူကြီးကဦးမဲပေါ့နော်ဦးမဲဆိုတော့ထားလိုက်သူ့နာမည်ပေးလိုက်မယ်သူ့ထိုင်းလူနေကြတော့ပေါ့နော်မြန်မာလူနဲ့ပြန်မဆိုဦးမဲဆိုတော့ခေါ်တာဦးမဲကပေါ့နော်ဦးမဲဖြစ်မယ်ပေါ့နော်သူကအဲ့လိုပြောတယ်ဦးမဲဖြစ်မယ်ပေါ့နော်သူကအဲ့ဒီအကြောင်းသူပြောပြတာပေါ့နော်ဟိုးအရင်ကပေါ့နော်အဲ့ဒီကတင်နံပါတ်4မှာဦးမဲဆိုတဲ့လူနာတယောက်ရောက်လာတယ်ပေါ့နော်အဲ့ဒီလူကြီးကစိတ်မနှက်ဘူးကွာပြောချင်တာစိတ်တိတ်ပြီးတော့မနှက်ဘူးကောက်နေတာပေါ့နော်အဲ့လူနာပေါ့နော်သူ့အမျိုးတွေကစေးုံမှာလာထားပြီးတော့လာထားသွားတာပေါ့နော်ပြောရမယ်ဆိုလူနာသူ့လာလည်းမကြည့်ဘူးပေါ့နော်အဲ့ဦးမဲဆိုရင်လူလာထားသွားတာဦးမဲကစိတ်မနှက်ဘူးပေါ့နော်အဲ့လိုနဲ့သူကခေါင်းကိုက်တယ်မြဲတယ်ပြောနေဦးလေးပေါ့နော်သူပြောပြီးတော့ဒီနေ့မှာအဲ့ဦးမဲကြီးကတဲ့ခေါင်းကိုက်တယ်စိတ်မနှက်ဘူးလေခေါင်းကိုက်တယ်ဆိုပြီးပြောပြီးတော့အိမ်သာဘက်ကိုလက်သွားပြီးတော့အိမ်သာမှာရှိတဲ့နိုင်ငံနဲ့အဲ့သူ့ခေါင်းနဲ့ဆောက်ပြီးတော့ပေါ့နော်ခေါင်းကိုက်တယ်ဆိုပြောရင်ဆောက်ရင်နဲ့အမှအဲ့အိမ်သာလေးနားမှာဆုံးသွားတာတဲ့အဲ့အကြောင်းပြောလိုက်တဲ့ချိန်မှာမောင်ဆွဲလူနာဆိုပြီးတော့လက်သွားတယ်ပေါ့နော်လက်ပြီးတော့အဲ့ဒီစင်းအောင်ပေါ့နော်သူအဲ့ဒီစင်းအောင်အဲ့ဒီနေ့မှာပဲသူဆင်းသွားတာကြောက်ပြီးတော့ကျန်တဲ့လူနာကြီးကလည်းအဲ့လူကြီးကိုပေါ့နော်တစ်ချက်ညဘက်မှာမြင်ရတယ်ဆိုပြီးတော့ပြောကြတာပေါ့နော်အဲ့လိုမျိုးဖြစ်တာရှိဘူးတဲ့ဇက်လန်မို့တကယ်ဖြစ်သွားတာနော်အဲ့ဒါလာပြီးတော့ပြောပြတာโอเคစင်ပြေမယ်လို့ထင်ပါရောဒီခုလိုမျိုးဇက်လန်လေးလည်းလေးလံရှာဖွေပြီးတော့ကျွန်တော်လာပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်နော်အခုဆိုတာဒီတရဲ့ဇက်လန်လေးလိုမျိုးပေါ့နော်like share follow လေးလုပ်တော့ပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်bye bye